ခုဒီစာကိုဖတ်နေရင်နဲ့ကိုရင်ဘက်ပေါ်လက်လေးတင်ပြီးကိုဒီလိုလေးကျင်နာညင်သားစာတောင်းပန်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ကိုနဲ့မထိုက်တန်တဲ့နာကျင်မှုတွေကိုလက်ခံခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်ရှင်ကိုရဲ့အချိန်နဲ့အင်အားတွေကိုတခြားသူတွေစိတ်ကျဉ်တဲ့ဖို့အတွက်ပဲပုံအောပြီးခဲ့ပြီးကိုဂရုစိုက်ဖို့ကြတော့မီယောနေခဲ့မိလို့တောင်းပန်ပါတယ်ရှင်ကိုရဲ့တန်ဖိုးကိုအခြားသူတွေရဲ့နှုတ်ထွက်စကားတွေဝေဖန်အကဲဖြတ်မှုတွေအပေါ်မှာပဲဆုံးဖြတ်ပေးခွင့်ပြုခဲ့မိလို့တောင်းပန်ပါတယ်ရှင်ပေါင်းဒဇင်စီးတွေမထားခဲ့ပဲကိုရဲ့အေးချမ်းမှုတွေကိုအလွယ်တကူဖျက်ဆီးခဲ့မိလို့လည်းတောင်းပန်ပါတယ်ရှင်ကိုတဖြည်းဖြည်းလာမြိုက်စီခဲ့တဲ့အခြေအနေတွေကိုမစွန့်လွတ်နိုင်ပဲဆွဲကင်ထားမိတဲ့အတွက်ရောကိုနဲ့တကယ်ထိုက်တန်ပျော်ရွှင်မှုကိုကာကွယ်ဖို့ပြက်ကက်ခဲ့တဲ့အတွက်ပါကိုတောင်းပန်ပါတယ်ရှင်တကယ်တော့ကျမတို့ဟာကိုပေါ်သိပ်ပြီးရက်စက်ခဲ့မိကြတာပဲเนาะဒါကြောင့်ဒီနေ့ကစပြီးကိုပြန်ထိခိုက်စေမဲ့သူမျိုးမဟုတ်တော့ဘူးလို့ဆုံးဖြတ်ကြည့်ရအောင်အခြားသူတွေကိုပြီးခဲ့ဘူးတဲ့အနိုင်မဲ့ချစ်ချင်းမြတ်တာနဲ့ယူဆိုင်မှုမျိုးနဲ့ပဲကိုပြန်လဲကူစားမယ်ကိုတန်ဖို့ကိုအတိမတ်မပြူတဲ့နေရာတွေကိုသေးတိမ်သွားအောင်လုပ်ခဲ့တဲ့ဆက်ဆံရေးတွေကနေအသားအရာလှည့်ထွက်သွားဖို့ကိုယ်တိုင်ရွေးချယ်မယ်ဒီနေ့မှာတော့နှစ်ပေါင်းများစွာပင်ပန်းခဲ့တဲ့ကိုရဲ့စိတ်လေးကိုခုထိကြံ့ခံပေးခဲ့လို့ကျေးဇူးတင်ပါတယ်လို့တူလေးပြောရင်နှွေးထွေးမြတ်တာများထားရှိနိုင်ကြပါစေရှင်မြတ်တာများဖြင့်အားလုံးပဲကိုချစ်နိုင်ကြပါစေနော်ကျေးဇူးများတင်ပါတယ်ရှင်